အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာမိတ်ဆက်ရောင်းချပေးမယ်ဒီကွက်လေးနဲ့အိမ်ပါလေးကတော့ကလောမြို့အနီးအင်းပြင်ကျေးရွာမှာတည်ရှိတဲ့ home stay နှလုံးပါတယ်ဒီကွက်လေးနဲ့ကျွန်တော်ရောင်းမိတ်ဆက်မှာဖြစ်ပါတယ်အခုရှေ့မှာမြင်နေရတဲ့အိမ်နှလုံးပါမှာဖြစ်ပါတယ်ခြံကွက်လေးကကလောမြို့အနီးအင်းပြင်ရွှေပလင်နောက်ဘက်ခြမ်းမှာတည်ရှိရဖြစ်ပါတယ်ပြည်အောင်စုလမ်းမကနေကားဖြင့်ဝင်လာမယ်ဆိုရင်တော့9မိနစ်ဝန်းကျင်လောက်ပဲဝင်ရမှာဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ခြံဝင်းနဲ့နေထားလေးဖြစ်ပါတယ်ကျွန်တော်ခြံလေးတွေကိုရိုက်ပြပေးမှာဖြစ်ပါတယ်ခြံလေးကတော့အုတ်တိုင်းပတ်လည်ခတ်ထားပြီးသားပါကားပါကင်လည်းကြကြဝန်းဝန်းရှိပါတယ်ဟုတ်ကဲ့ဒီခြံလေးရဲ့အကျယ်ဝန်းဆိုရင်ပြင်သူဟာ3.156 ဧကကရံမြေမျိုးစားပေါ်မှာတိစောက်ထားတဲ့မြေလေးဖြစ်ပါတယ်ခြံဝင်းထဲမှာတော့ဒီလိုကာဘင်လေးနှလုံးပါမယ်ခင်ဗျလက်ရှိလဲသူက home stay ငားနေတဲ့ခြံလေးပဲဖြစ်ပါတယ်တစ်လုံးတော့အနည်းဆုံး4ယောက်ထိနေလို့ရပါတယ် extra ထိုးရင်တော့6ယောက်လောက်ထိနေလို့ရပါတယ်ကလောမြို့မှာလည်းနေရှင်တဲ့လက်တင်ဘာမှလုပ်ဆရာမျိုးတဲ့မြေကွက်ကိုလိုချင်တဲ့သူများအတွက်ကတော့ဒီခြံကွက်လေးကအဆင်ပြေပါတယ်ခင်ဗျတော့ခြံဝင်းထဲမှာဘာတွေပါမလဲဆိုတော့ဟောဒီကာဘင်နှလုံးပါမယ်ကာဘင်နှလုံးပြီးရင်ဒီဘက်ဘေးမှာကစတိုခန်းပါမယ်အလုပ်သမားထားဖို့နေရာလေးတစ်ခုပါမယ်ပေါ့ပြီးရင်ဒီမီးစက်ကလေးလည်းပါမယ်ခင်ဗျနောက်ပြီးတော့သူကရေတန်းဆက်လည်းရှိပြီးသားပါရေအတွက်ကတော့သူကကိုပိုင်ဝေစီတွင်းလည်းတူထားပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီမီတာပေါက်ကနှလုံးပါမှာဖြစ်ပါတယ်သူကတအိမ်တစ်လုံးစီပေါ့ဟုတ်ဒါလေးတော့ခြံတွင်းရဲ့မြေပြင်နေထားလေးပါကားပါကင်ကို5-6စီးထိရက်လို့ရပါတယ်လုံခြုံရေးအတွက်လည်းလက်စူးတွေတက်ထားပြီးသားပါကျွန်တော်တို့အိမ်လေးတွေကိုဝင်ကြည့်လိုက်ရအောင်အဲ့ဆိုရင်ဒါလေးကတော့အောက်ထပ်လေးပါဒါလေးကတော့အောက်ထပ်ကခန်းလေးတစ်ခန်းဖြစ်ပါတယ်ခင်ဗျဒီခန်းလေးကကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအိုးစီတောင် view လေးကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အောက်ထပ်မှာချက်ပြုတ်စားတောက်လို့ရမယ် kitchen area လေးပါသူကလက်တင်ဆိုတော့ပစ္စည်းတွေလည်းအကုန်ထားခဲ့ပြီးမှဖြစ်ပါတယ်ဒါလေးကတော့အောက်ထပ်က dry line လေးဖြစ်ပါတယ်ဒီဘက်ခြမ်းကတော့ချိုးကအင်နာလေးဖြစ်ပါတယ်ဟုတ်ကဲ့အပေါ်ထပ်လေးကိုတက်ကြည့်လိုက်ရအောင်တော့ပေါ်ထပ်လေးရတာဒီလိုမျိုးထိုင်တဲ့နေရာလေးတွေရောပါမယ်ဒါတော့အပေါ်ထပ်လေးရဲ့ဒီတစ်ခန်းဖြစ်ပါတယ်သူကခန်းလေးကနေကြည့်လိုက်မယ်ဆိုရင်ဘိုးစီတောင် view ရဲ့ပြည်အောင်စုလမ်းမကြီးကိုလမ်းမြင်ရမှာဖြစ်ပါတယ်ခင်ဗျတောင်တန်း view လေးနဲ့လမ်းမြင်ရမှာပါဟုတ်
သူကအိမ်နှလုံးလုံးကတော့ကျွန်တော်ပြောသလိုပဲပုံစံတူဖြစ်တဲ့အတွက်ကိုအထဲမှာလည်းပါဝင်ပစ္စည်းတွေကတော့လည်းအားလုံးအတူတူလေးပဲဖြစ်ပါတယ်ခင်ဗျနောက်ပြီးကျွန်တော်တို့ခြံဝင်းထဲမှာလည်းဒီလိုမျိုးအမင်းလေးလည်းစိုက်ထားတွေ့ရှိရပါတယ်ဟုတ်ကဲ့ကလောမျိုးမှာလည်းနေရှင်တယ်ဒီလိုမျိုးပေါ့လက်တင်လေးနေရှင်တဲ့ဒီများအတွက်အရန်အဆင်ပြေပြီးတော့နေရာလေးလည်းကောင်းပါတယ်ဂရမ်မြေမျိုးစားဖြစ်ပါတယ်ဟုတ်ကဲ့ရေမီးစုံအသစ်နေလေးပါစီးပွားရေးပြန်လုပ်ချင်သူများအတွက်လည်းအရန်အဆင်ပြေတော့အိမ်လေးဖြစ်တဲ့ကြောင့်ကျွန်တော်မစ်ဆက်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီအိမ်လေးရဲ့ဈေးနှုန်းကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ဆက်သွယ်ပေးမြင်နိုင်ပါတယ်အားလုံးကျေးဇူးတူပဲရှိပါရခင်ဗျ